ကျမရေးကိုပြုပြင်ပြောင်းလဲခြင်းနဲ့အမျိုးသမီးတော်များများကတော့ motivation ကိုစောင့်နေတတ်ကြပါတယ်စိတ်တက်ကြွတဲ့အခါမှာလုပ်တယ်ဒီနေ့စလုပ်တယ်မနေ့ပြန်စိတ်တက်ကြတော့မလုပ်ဖြစ်တော့အဲ့လိုဆိုရင်ကျမရေးဆိုတာတစ်ဖြည်းဖြည်းဆုပ်ယုပ်သွားမှာဖြစ်ပါတယ် consistency ဆိုတဲ့အရာကတော့မတူပါဘူးတသေးလေးကနေစလုပ်တယ်စင်စစ်မပြတ်လုပ်သွားတဲ့အခါမှာကိုယ့်ရဲ့ identity ဆိုတဲ့တန်ဖိုးကိုပါပြုပြင်ပြောင်းလဲပေးနိုင်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ငါရဲ့ကျမရေးကိုငါဂရုစိုက်တတ်တဲ့တူပါလားဆိုတဲ့အရာကိုလည်းပေါ်လွင်စေတာဖြစ်ပါတယ်နေ့စဉ်7မိနစ်ကိုပဲစီကံထားကြည့်ပါအထူးတစ်ဖြစ်လမ်းလျှောက်ပါရေတောက်ပါအိတ်ရေဝဝအိပ်ပါဒီ3ချက်လေးပေါ့နော်သိငယ်တဲ့အရာကိုစီကံတကြတာလုပ်ကြည့်ခြင်းအဖြစ်နောင်9နှစ်ကြာလာတဲ့အခါမှာတန်ဖိုးရှိတဲ့ပိုလှပတဲ့အမျိုးသမီးအဖြစ်သင်ကိုသင်ဖန်တီးပေးနေမှာဖြစ်ပါတယ်စီကံထားကြမယ်ဟုတ်